လေလူဖြစ်လာရဦးဝဲကဆလူလာမြောင်ရင်ဆိုင်ကြော်လွှားလောကရန်တရားကျမ်းတမ်းပါစေကောင်းမို့လို့ရင်ဖို့ကအဘေအဖေကျေးဇူးတွေဘယ်စာဆိုတေးဖွဲ့မသိပေလောကသဘာဝပြောပြရရင်သဘောလာပေမဲ့ယူရစွာပြုံးမပြတတ်သောအဖေလောကလေလူဖြစ်လာရဦးဝဲကဆလူလာမြောင်ရင်ဆိုင်ကြော်လွှားလောကရန်တရားကျမ်းတမ်းပါစေကောင်းမို့လို့ရင်ဖို့ကအဘေအဖေကျေးဇူးတွေဘယ်စာဆိုတေးဖွဲ့မသိပေလောကသဘာဝပြောပြရရင်သဘောလာပေမဲ့ယူရစွာပြုံးမပြတတ်သောအဖေကိုင်ဝင်ကျေးဇူးရှင်အဖေရဲ့မြတ်တာဘယ်ပကြီးတွေရေးလို့မမိပေမြရောင်ချင်တပန်းလာတို့သည်နွမ်းလျာပေမဲ့ဖခင်မြတ်တာဘယ်ခါမညိုပေရှစ်သားသမီးတွေပူပန်စွာကြိုးစားရှာပေယူသားစွာနဲ့တို့ရဲ့ဖခင်အနန္တကိုင်ဝင်ကျေးဇူးရှင်ဖေဖေခဲပြန်တဲ့ဘဝခီးလမ်းမှာအမောပြေဟာချစ်သားသမီးရဲ့အပြုံးတဝင်မှာကွယ်တန်းတလို့မျိုးလင်းမိတာအချိန်တန်လို့အရွယ်ဦးရင်ချစ်သားသမီးတို့ဖေရဲ့ဖေးမှာကျင်ကျင်နာနာပြုစုယူရာအဖေရဲ့မြတ်တာရောင်ပြန်ဟတ်စေခြင်းအသက်ရွယ်တွေဦးမင်းပြန်တော့သားသမီးတို့ရှောင်းမဲလန်းရှေ့ဆောင်ကလည်းလမ်းမပြနိုင်တော့ပေအဖေမြတ်တာရေးချမ်းထာဝရပန်းလို့လက်ဆန်းနိုင်ပါလေလောကလေလူဖြစ်လာရဦးဝဲကဆလူလာမြောင်ရင်ဆိုင်ကြော်လွှားလောကရန်တရားကျမ်းတမ်းပါစေကောင်းမို့လို့ရင်ဖို့ကအဘေအဖေကျေးဇူးတွေဘယ်စာဆိုတေးဖွဲ့မသိပေလောကသဘာဝပြောပြရရင်သဘောလာပေမဲ့ယူရစွာပြုံးမပြတတ်သောအဖေကိုင်ဝင်ကျေးဇူးရှင်အဖေရဲ့မြတ်တာဘယ်ပကြီးတွေရေးလို့မမိပေမြရောင်ချင်တပန်းလာတို့သည်နွမ်းလျာပေမဲ့ဖခင်မြတ်တာဘယ်ခါမညိုပေရှစ်သားသမီးတွေပူပန်စွာကြိုးစားရှာပေယူသားစွာနဲ့တို့ရဲ့ဖခင်အနန္တကိုင်ဝင်ကျေးဇူးရှင်ဖေဖေခဲပြန်တဲ့ဘဝခီးလမ်းမှာအမောပြေဟာချစ်သားသမီးရဲ့အပြုံးတဝင်မှာကွယ်တန်းတလို့မျိုးလင်းမိတာအချိန်တန်လို့အရွယ်ဦးရင်ချစ်သားသမီးတို့ဖေရဲ့ဖေးမှာကျင်ကျင်နာနာပြုစုယူရာအဖေရဲ့မြတ်တာရောင်ပြန်ဟတ်စေခြင်းအသက်ရွယ်တွေဦးမင်းပြန်တော့သားသမီးတို့ရှောင်းမဲလန်းရှေ့ဆောင်ကလည်းလမ်းမပြနိုင်တော့ပေ
အဖေမြတ်တာရည်ရည်ဖြံထာဝရပန်းလို့လန်းဆန်းနိုင်ပါလေ